တို့နေဘက်မှာကန်ကောက်မယ်ဆိုရင်အကိုတို့ဘယ်လိုပြောမှာ မဟုတ်ဘူးလေဒီခုမင်းတို့အဲ့ဒါပဲမင်းပြောတာအဲ့ဒါပဲကျွန်တော်ခဏတော့ပြောပြီးပြီအဲ့ဆိုတော့မင်းတို့ကဒီကားဆိုမှမင်းသားမင်းတို့နေနေလို့တတ်မှတ်ထားလိုက်ရလားဒါဆို တမက်တာမဟုတ်ဘူးအဲ့လိုမျိုးပုံစံကိုပြောတာပုံစံကိုပြောတာ မဟုတ်ဘူးလေကျွန်တော်တို့ဟိုဘက်ကားကတော့ဒါကျွန်တော်ကချင်ပြည်နယ်လုံးလုံးဒါအရင်ကနေဟိုအင်္ဂလိပ်ဆွဲရနေမှတတ်မှတ်ထားပြီးသားကချင်ပြည်နယ်ဆိုမှလုံးဝတတ်မှတ်ထားရနေလေမင်းတို့ဘယ်လိုတောက်ကောက်လို့ရမလဲမင်းတို့လည်းဒီမှာပလောင်ပြည်နယ်လို့တရားဝင်ကဘာနဲ့တတ်မှတ်ပေးလိုက်ပြီကျွန်တော်ထိုင်ရှာအကြောင်းလည်းမရှိဘူးထိုင်လည်းလာမထိုင်ဘူးဒီနေနေကကျွန်တော်ခဏတော့ပြောပြီဇော်ဘောတွေပေးခဲ့ကျွန်တော်ကချင် substate နေနေအဲကြောင့်ကျွန်တော်လှုပ်ချင်လို့လှုပ်လို့ရတယ်ဒီလာထိုင်နေဆိုတာလည်းကျွန်တော်တို့substate နေနေမို့လို့ကျွန်တော်လာထိုင်တာနော်အဲကြောင့်မို့ဟိုကျွန်တော်လည်းလုံးဝမတက်ဆိုင်ခဲ့တဲ့နေရာကျွန်တော်ဘယ်သူမှမထိုင်ဘူးကျွန်တော်ကချင်တွေမရှိနေရကျွန်တော်မထိုင်ဘူးနော်အဲကြောင့်မို့ကချင်တွေရှိတိုင်းလည်းကျွန်တော်မထိုင်ဘူးပြောချင်တာတော့ဒါကျွန်တော်အနေမြင်မို့လို့ကျွန်တော်ထိုင်တာနော် substate နေနေမို့လို့ကျွန်တော်ထိုင်တာခင်ဗျားတို့ပလောင်ပြည်နေဆိုမှဟိုတရားဝင်မင်းတို့ကဘာကနေတတ်မှတ်ပေးလိုက်ပြီဆိုကျွန်တော်တစ်စက္ကန့်တော့မနေဘူးကျွန်တော်ဒီကားနေကျွန်တော်ကချင်ပြည်နေတခါကူးမယ် တမက်ကိုပြောတာတမက် အဲ့ဒါစကားတော့မင်းမပြောနဲ့ဟိုဘက်တော့ထိုင်မယ်ဆိုတာမင်းစဉ်းစားလေဟုတ်တယ်မလားမင်းလည်းအရာရှိတယောက်ပဲ အကိုပြောတာကဘာတမက်ကဘာတမက်တာမရှိဘူးဒါပေမဲ့ကိုလုံးမှကိုရတယ်လေအဲ့ဒါ အဲ့လေမင်းတို့လို့ပြီးမှမင်းတို့ဟိုတင်ပြမှကဘာနေပြီးမှပြူမှကဘာမပြောနဲ့မြန်မာနိုင်ငံကနေတရားဝင်မြန်မာလူမျိုးအကုန်လုံးဒီမှာတိုင်းသားတွေအကုန်လုံးထပ်ခံမှမင်းတို့ပေးတင်တယ်ဆိုမှပေးမှဟိုမှာအဲ့ဒါတော့ကျွန်တော်တို့ဟိုစစ်နေတော့ပြောလို့မရဘူးเนาะဒါဟိုဒါမဲ့မင်းတို့နားလျောင်ပြောတာဟိုမင်းတို့ပြည်နေတောင်းတယ်ဆိုတာတောင်းရှင်လည်းရတာမှမဟုတ်တာအရင်တော့လေဝါအဲ့လိုကြီးတဲ့ဝါတတ်မတော်တော့မှအခုဒီပြည်နေရပြီဟုတ်တယ်မဟုတ်တရားဝင်သူတို့ပြည်နေဆိုမှမတတ်မှဘူးဟုတ်တယ်အဲ့လိုရဖို့ဆိုတော့လေစူးစမ်းရတယ်ဘယ်နှစ်တော့မင်းတို့ပြည်သူရဲ့ဟိုယုံကြည်မှုလောက်ထိရပြီးမှပြည်သူတွေကဟုတ်ပြီပလောင်လူမျိုးလည်းတရားရောက်ရေးတတ်မတော်လည်းကိုပိုင်နော်ပြည်နေပေးပြင့်ပြီးဒီမှာအကုန်လုံးပေးတဲ့အချိန်မှာမင်းတို့အဲ့ချိန်တကယ်လို့အဲ့လိုပေးလာအချိန်ဒီနေမေကျွန်တော်ဒီ substate နေပြီမင်းတို့ပလောင်ပြည်တွေဒီမှာပေးလိုက်ပြီဆိုတော့ကျွန်တော်ဒီကနေစက္ကန့်တော့ခါလေးပြန်အဲ့ဒါတော့ရှိချင်းကျွန်တော်ကရှင်းတယ်ကျွန်တော်ချင်းကရှင်းတယ်နေဆိုနေမယ်ဒါကျွန်တော်လည်းဆိုင်နေနေမို့လို့ခုကျွန်တော်တို့အဲကြောင့်မို့မင်းတို့